ရောက်ခမဖြစ်သူရဲ့အုပ်ကူကိုကိုရိုင်းမျက်မြင်တွေ့လိုက်ရတဲ့အချိန်ရောက်မှပဲကုမ္ပဏီဥက္ကဋ္ဌဟာအမားကိုနောင်ရသဘောပေါက်သွားခဲ့တယ်။အဲ့ဒီနေ့ကဇနီးဖြစ်သူစီကနေဖုန်း23ကြိမ်တိတိဝင်လာခဲ့တာဟာသူ့ကိုလိုက်စစ်ဆေးနေတာမဟုတ်ပဲရောက်ခမဖြစ်သူရဲ့အသက်ကိုကယ်တင်ပေးဖို့ငိုယိုပြီးတောင်းဆိုနေခဲ့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူဟာချစ်သူကောင်းမလေးကိုချုံမော့ပျော်ရွှင်စေဖို့ပဲအာရုံစိုက်နေခဲ့တယ်။ဇနီးဖြစ်သူကိုအိမ်တကြီးထဲမှာတညလုံးတယောက်တည်းပစ်ထားခဲ့ရုံတမကနောက်တစ်နေ့အိမ်ပြန်ရောက်တဲ့အခါမှာလည်းထီချစ်ကက်တစ်ဖာလုံးကိုယူလာပြီးသူ့မကိုတမင်တက်တက်စော်ကားခဲ့သေးတယ်။မင်းချစ်ချင်တဲ့လောက်ချစ်လိုက်ဘလောက်ပေါက်ပေါက်တဲ့လောက်ငွေကိုငါထောက်ပံ့ပေးမယ်။မင်းမှာဒီလောက်ပဲစွမ်းဆောင်နိုင်ရရှိတာလေ။မနေ့က0ကိုဝိုင်းနီတွေနဲ့ပတ်တုန်းကတော့မင်းကတော်တော်လေးအစွမ်းထက်နေခဲ့တာမဟုတ်ဘူးလား။နောက်ဆိုအဲ့လိုမလုပ်ရဲတော့ပါဘူးဆိုပြီးတော့ပြောခဲ့တယ်။ဇနီးဖြစ်သူကသူ့ကိုနောက်ဆုံးတော့အရှုံးပေးကောင်းခံပြီးလို့ဥက္ကဋ္ဌကထင်မှတ်နေခဲ့တယ်။ဒါကြောင့်ရှမ်မီသားစုရဲ့လိုအပ်နေတဲ့ငွေကြေးကွက်လက်ကိုဖြည့်ဆည်းဖို့ဆိုပြီးငွေအကန့်အသတ်မရှိသုံးနိုင်တဲ့ကတ်အမဲရောင်ကိုဂုံယူဝင်ကြွားစွာနဲ့လှမ်းပေးခဲ့တယ်။ဒါပေမဲ့ရောက်ခမဖြစ်သူကွယ်လွန်သွားကြတဲ့ကသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာပြီးဆုံးသွားခဲ့ပြီဆိုတာကိုသူမသိခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ညကလေးကအမျိုးသမီးဟာရင်ခွဲရုံကိုတယောက်တည်းသွားပြီးဖခင်ရဲ့ရုပ်အလောင်းကိုတွားရောက်ထုတ်ယူခဲ့ပြီးဖြစ်နေတာကြောင့်ဖြစ်တယ်။သူမရဲ့ဖခင်ဟာအကျွေးတောင်းသူအများပြားရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုခံခဲ့ရပြီးနောက်ဆုံးမှာလွတ်လန်းမရှိတော့တဲ့အဆိုးရွားဆုံးလမ်းကိုရွေးချယ်ပြီးဘဝကိုအဆုံးစီရင်သွားခဲ့တာဖြစ်တယ်။တကယ်တော့ဥက္ကဋ္ဌဖြစ်သူကသာဂတိအတိုင်းငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ပေးခဲ့မယ်ဆိုရင်အခြေအနေတွေကဒီအဆင့်ထိရောက်လာခဲ့မှာမဟုတ်ဘူး။ဒါပေမဲ့သူဟာချစ်သူအစ်စ်လေးကိုကာကွယ်ပေးချင်တာကြောင့်ရင်းနှီးမြှုပ်နှံမဲ့ကိစ္စကိုတမင်တက်အချိန်ဆွဲနေခဲ့တယ်။ရှမ်မီသားစုရဲ့အကြက်တဲကိုအခွင့်ကောင်းယူပြီးဇနီးဖြစ်သူကိုခေါင်းငုံအရှုံးပေးလာအောင်ဖိအားပေးဖို့တောင်တွေးနေခဲ့သေးတယ်။ရောက်ခမဖြစ်သူရဲ့ရှေ့မောက်မှာဇနီးတဲ့ကိုကာကွယ်စောင့်ရှောက်ပါမယ်လို့ပေးခဲ့မှုတဲ့ဂတိတစ္ဆာတွေကိုသူလုံးဝမေ့လျော့နေခဲ့ပြီဖြစ်တယ်။အဲ့ဒီအချိန်တုန်းကတော့အမျိုးသမီးဟာမှန်ကန်တဲ့လူကိုရွေးချယ်လက်ထပ်ခဲ့တယ်လို့ယုံကြည်ပြီးဝမ်းသာပီတိဖြစ်ကယုံကြည်မှုတွေအပြည့်ရှိနေခဲ့တယ်။ဒါပေမဲ့အခုတော့သူမမအယိုးထဲထိစိတ်ဝင်သွားစေမဲ့မျှော်လင့်ချက်မဲ့နာကျင်မှုတွေပဲကြံရစ်နေခဲ့ပြီဖြစ်တယ်။နှစ်ပေါင်းများစွာချစ်ခင်ခဲ့ရတဲ့ခင်မုန်းဖြစ်သူကဒီလောက်ထိရက်ဆက်ပြီးတန်ရောစင်ကင်းမဲ့သွားလိမ့်မယ်လို့သူမဘယ်တော့မှထင်မှတ်မထားခဲ့ဘူး။သူတို့နှစ်ယောက်အခြေတင်ဖြစ်နေချိန်မှာပဲချစ်သူအစ်စ်လေးစီကနေဓမ္မတဲလို့စေးရုံတက်ရတယ်ဆိုပြီးဖုန်းဝင်လာခဲ့တယ်။ဥက္ကဋ္ဌဟာအမျိုးသမီးကိုတုံဆိုင်ဆိုင်နဲ့တစ်ချက်ကြည့်လိုက်ပေမဲ့နောက်ဆုံးမှာတော့လက်ထွက်သွားဖို့သာရွေးချယ်ခဲ့တယ်။ထွက်မသွားခင်မှာလည်းသူမကိုရောက်ခမဖြစ်သူကအလိုလိုက်ပြီးအလိုဆိုးနေတာဖြစ်ကြောင်းအခုသူ့ကိုလက်ထပ်လိုက်ပြီးဖြစ်တဲ့အတွက်ခေါင်းငုံတက်အောင်တင်ယူရမယ်လို့လှောင်ပြောင်တရော်သွားဖို့မမေ့ခဲ့ဘူး။ဒီစကားတွေကအမျိုးသမီးရဲ့စိတ်ကိုလုံးဝတိတ်ဆုံးသွားစေခဲ့တယ်။ဒါပေမဲ့အခုချိန်မှာဖခင်ဖြစ်သူလည်းကွယ်လွန်သွားခဲ့ပြီဖြစ်လို့ဥက္ကဋ္ဌရဲ့ချင်းချောက်မှုတွေအားလုံးဟာသူမအတွက်ဘာအနှောင့်အယှက်မှမဖြစ်စေနိုင်တော့ဘူး။ဒါကြောင့်သူမကသူ့ကိုချက်ချင်းလန့်ခေါ်လိုက်ပြီးကက်အမဲရောင်ကိုနောက်ပြန်လဲကပြန်ပေးလိုက်တယ်။ပြီးတော့သူ့ရဲ့ချစ်သူအစ်စ်လေးအတွက်အဝတ်စားနဲ့လက်ဝတ်ရတနာတွေဝယ်ပေးဖို့အေးဆက်ဆက်အတန်းနဲ့လှောင်ပြောင်ပြောဆိုလိုက်တယ်။ရှန်ကျစ်ဝမ်မင်းကဒီလိုအချိန်ကြီးမှကိုကျွဲဆောင်ပြီးပြောနေရတာလား။မင်းကဒီလောက်တောင်သဘောထားကြီးနေမှာတော့ငွေချပေးမဲ့ကိစ္စကိုနောက်ထပ်3ရက်လောက်ထပ်ဆွဲထားလိုက်မယ်။မင်းဘယ်တော့စကားကိုကောင်းကောင်းမွန်မွန်ပြောတတ်လာမလဲ။အဲ့ဒီတော့မှငါငွေလွှဲပေးမယ်လို့သူကဒေါသတကြီးတုတ်ပြန်ခဲ့တယ်။ရှမ်မီသားစုရဲ့ငွေကြေးစီးဆင်းမှုပြတ်တောက်သွားတဲ့ကဥက္ကဋ္ဌဟာရှမ်မီသားစုအတွက်တခုတည်းသောကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုလူတိုင်းသိထားကြတယ်။ဒါကြောင့်လည်းအမျိုးသမီးဟာသူ့ကိုလုံးဝခွဲခွာသွားနိုင်မှာမဟုတ်ဘူးလို့သူကအခိုင်အမာယုံကြည်နေခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒီလိုအတ္တကြီးပြီးမောက်မာလုံးနဲ့စိတ်တက်ကပဲနောက်ဆုံးမှာတော့ရောက်ခမဖြစ်သူရဲ့အသက်နဲ့သူတို့နှစ်ယောက်ရဲ့အိမ်အောင်ရေးကိုသူ့လက်နဲ့ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်။ဥက္ကဋ္ဌထွက်သွားတာနဲ့အမျိုးသမီးဟာချက်ချင်းပဲအထုပ်ပိုးတွေကိုပြင်ဆင်လိုက်တယ်။အေးဆက်နေတဲ့ဒီလောင်ချိုင်ကြီးတဲကနေပြက်ပြက်တသားထွက်ခွာသွားခဲ့တယ်။ဖခင်ဖြစ်သူရဲ့မိတကြိုချင်းကိစ္စတွေကိုစီစဉ်ဖို့စေယုံကိုအမြန်သွားခဲ့တယ်။လက်မှတ်ရေးထိုးတဲ့လုပ်ငန်းစဉ်တွေပြီးဆုံးသွားတဲ့အခါမှာတော့ဖခင်ရဲ့လက်အောက်ငယ်သားဖြစ်တဲ့ဦးလေးလီစီကနေဖုန်းဝင်လာခဲ့တယ်။ကုမ္ပဏီကဆက်ပြီးတောက်ခံထားနိုင်ဖို့မလွယ်တော့ကြောင်းနဲ့ယင်းနှိမ့်မြုပ်နှံမှုကိုဆက်ဆောင်နေမလားဒါမှမဟုတ်ဒေဝါလီခံကြောင်းတိုက်ရိုက်ကြေညာလိုက်ရမလားဆိုတာကိုဦးလေးလီကမေးမြန်းခဲ့တယ်။ဦးလေးလီကျမဖေပြန်မလာနိုင်တော့ဘူး။ကုမ္ပဏီကလည်းကြမ်းရံချွန်ကိုဆက်ဆောင်နေစရာမလိုတော့ပါဘူး။ကုမ္ပဏီစည်ရင်းထဲမှာငွေဘလောက်ကျန်သေးလဲမလေးတသိန်းတောင်မပြည့်တော့ဘူး။အဲ့ဒီငွေတွေကိုဝန်ထမ်းတွေအတွက်နစ်နာကြေးအနေနဲ့ခွဲဝေပေးလိုက်ပါ။အားလုံးကိုဒီနေ့ပဲအိမ်ပြန်ခိုင်းလိုက်ပါတော့မလေး။ရှမ်မီသားစုရဲ့လုပ်ငန်းစုကြီးကဒီလိုမျိုးတော့ပြိုလဲသွားလို့မဖြစ်ဘူးလေကုမ္ပဏီကိုဒေဝါလီခံဖို့သာပြင်ဆင်လိုက်ပါတော့လို့သူမကဖြေချခဲ့တယ်။တစ်ဖက်မှာတော့ဥက္ကဋ္ဌဖြစ်သူဟာချစ်သူအစ်စ်လေးစိတ်ပြေလက်ပြောက်ဖြစ်စေဖို့ဈေးဝယ်ထွက်ပေးနေခဲ့တယ်။လက်ထောက်ဖြစ်သူကရှမ်မီသားစုရဲ့အခြေအနေမှန်ကိုတင်ပြခြင်းခဲ့ပေမဲ့ဥက္ကဋ္ဌကစိတ်မရှိစွာနဲ့ဖျက်ပြောတာကိုခံလိုက်ရတယ်။ရှေ့လျှောက်သူ့နားထဲမှာရှမ်မီသားစုအကြောင်းမပြောဖို့ပါလက်ထောက်ကိုတတိပေးခဲ့တယ်။အမျိုးသမီးဖြစ်သူကသူ့စီကိုကိုယ်တိုင်လာပြီးခေါင်းမငုံတရွေ့မပြောဖို့ဆိုလိုတာဖြစ်တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာနာရေးကူညီမှုအသင်းမှာဖခင်အတွက်အယိုးရွေးချယ်နေခဲ့တယ်။သူမကဈေးနည်းနည်းကြီးတာကိုဝယ်ချင်ခဲ့ပေမဲ့ကက်ထဲမှာငွေအလုံးလောက်မရှိခဲ့ဘူး။ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ကိုနည်းနည်းလေးမှစိတ်မခုစေချင်တာကြောင့်ဥက္ကဋ္ဌပေးထားခဲ့မှုတဲ့လက်ဝတ်ရတနာတွေအားလုံးကိုအွန်လိုင်းမှာရောင်းချဖို့ပြက်ပြက်တသားဆုံးဖြတ်လိုက်တယ်။တန်ရောစင်တွေပြတ်တောက်သွားပြီဖြစ်တဲ့အတွက်ဒီပစ္စည်းတွေကိုတင်ထားတဲ့အဓိပ္ပာယ်မရှိတော့ဘူးလေ။ဒါပေမဲ့သူမအယိုးကိုပိုက်ပြီးထွက်လာခြင်းမှာပဲဥက္ကဋ္ဌစီကနေစစ်ဆေးမင်းမြန်းနဲ့ဖုန်းဝင်လာခဲ့တယ်။လက်ဝတ်ရတနာတွေကိုရောင်းချခဲ့တဲ့သူမရဲ့လုပ်ရက်ကိုဒေါသတကြီးနဲ့မေးခွန်းထုတ်ခဲ့တယ်။မင်းငွေလိုချင်လွန်းလို့ယူနေပြီလားဟုတ်တယ်။ငါငွေရမ်းလိုအပ်နေတယ်။မင်းအခုချက်ချင်းအလျှော့ပေးလိုက်တာနဲ့ငွေတန်း20ကိုစရင်နဲ့ချက်ချင်းလွှဲပေးမယ်လို့ငါပြောထားတယ်လေမလို့တော့ဘူး။ရှန်ကျစ်ဝမ်မနေ့ကမှမင်းကိုမျက်နှာပန်းလာအောင်လုပ်ပေးခဲ့တာကိုမင်းကကိစ္စတွေကိုပြက်ပြက်တသားဖြစ်အောင်လုပ်ချင်နေတာလားကျန်းရံချွမ်းရှင်ဘာပြောချင်သေးလို့လဲကျမတို့ကွာရှင်းကြရအောင်လို့သူမကတုတ်ပြန်ခဲ့တယ်ဒါပေမဲ့ဥက္ကဋ္ဌကတော့ဒါဟာသူမရဲ့တမင်တက်အာယုံစိုက်ခံရအောင်လုပ်နေတဲ့အကြံအစီလို့ထင်နေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ရှမ်မီသားစုကအသက်ဆက်ဖို့အတွက်သူ့ရဲ့ငွေကိုစောင့်မျှော်နေရဆဲဖြစ်ပြီးအမျိုးသမီးကသူ့ကိုကွာရှင်းရမှာမဟုတ်ဘူးလို့တွေးနေလို့ဖြစ်တယ်ဖုံးချသွားတာနဲ့တပြိုင်နက်အမျိုးသမီးဟာလုံးဝစိတ်ပေါ်ပါသွားခဲ့တယ်ဒီအချိန်ကစပြီးသူ့စီကနေတနာကျင်နာမှုနဲ့ပေးကမ်းစွန့်ကြဲမှုတွေကိုသူမှလုံးဝမလိုအပ်တော့ဘူး
ရက်အနေငယ်ကြာပြီးနောက်သူမဟာဖခင်ရဲ့နာရီကိစ္စတွေကိုတယောက်တည်းစီစဉ်ဆောင်ရွက်ခဲ့တယ်။အဲ့ဒီကာလအတွင်းမှာဥက္ကဋ္ဌရဲ့တငယ်ချင်းဖြစ်သူကအကြိမ်ကြိမ်ဖုန်းဆက်ပြီးအလျှော့ပေးဖို့နဲ့အမှားဝင်ခံဖို့ဖြောင်းဖြခဲ့ပေမဲ့အမျိုးသမီးကတော့အကုန်လုံးကိုညှဉ်းဆန်ခဲ့တယ်။ဖခင်ဖြစ်သူကိုတေချာစွာမြုပ်နှံပြီးနောက်မှာတော့သူမဟာတစ်ခုချင်းစီကိုနှမျောတတစွာနဲ့နောက်ဆုံးနှုတ်ဆက်ခြင်းတွေပြုလုပ်ခဲ့တယ်။ခေါင်းထဲမှာတော့အတိတ်ကအဖြစ်အပျက်မျိုးစုံကိုမတွေးဘဲမနေနိုင်အောင်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့အခုတော့အရာရာပြောင်းလဲသွားပြီဖြစ်လို့အရင်လိုအခြေအနေကိုဘယ်တော့မှပြန်မရောက်နိုင်တော့ဘူး။အဲ့ဒီနောက်ပိုင်းသူမဟာအရာအလုံးကိုအပိသက်ရှင်းလင်းဖို့အတွက်မင်္ဂလာအိမ်တော်ကိုပြန်သွားခဲ့တယ်။မထင်မှတ်ပဲအိမ်ပဝါရောက်တာနဲ့ချစ်သူအစ်စ်လေးကဥက္ကဋ္ဌရဲ့ရင်ခွင်ထဲမှာမိနွဲနေတာကိုပတ်ပင်းတိုးမိပါတော့တယ်။သူမကိုပေါ်မှာဖခင်ဖြစ်သူခြံထားရစ်ခဲ့တဲ့တိုးမွေးဆောင်ကိုလည်းခြုံထားသေးတယ်။ဒါပေမဲ့သူမကစတင်ပြီးမေကုန်းမထုတ်ရသေးခင်မှာပဲဥက္ကဋ္ဌကအရင်ဦးဆုံးဒေါသထွက်လာခဲ့တယ်။မင်းကရှမ်မီသားစုရဲ့ယင်းနှိမ့်မြုပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီးငါ့ကိုပြဿနာရှာနေတော့မယ်လား။ရှမ်မီသားစုရဲ့နောက်ဆုံးခွင့်ရေးကကုံဆုံးသွားပြီ။ဒီနေ့မနက်ပဲရှမ်မီသားစုကိုပေးထားတဲ့ယာယီချင်းငွေတွေကိုပြန်ရုပ်သိမ်းဖို့မိဖက်ကုမ္ပဏီတွေကိုငါညွှန်ကြားလိုက်ပြီ။မင်းအဖေတော့အခုလောက်ဆိုအတိုးကြီးစားတွေရဲ့ရန်ကြောင်းထွက်ပေါက်ပိတ်နေလောက်ပြီမလား။မင်းကမိဘကိုအတိတက်ဆုံးဆိုအခုငါရှိမှဒူးထောက်ပြီးတောင်းပန်လိုက်ရင်မင်းအဖေဒုက္ခရောက်တာကိုနည်းနည်းလောက်လျှော့ချပေးနိုင်ကောင်းပါရဲ့လို့ပြောခဲ့တယ်။ဘေးနားမှာရှိနေတဲ့ငယ်တငယ်ချင်းချစ်သူအစ်စ်ကလည်းအခြေအနေကိုအခွင့်ကောင်းယူပြီးရှေ့ထွက်လာကအခြေအနေကိုနားလည်ဖို့နဲ့ဥက္ကဋ္ဌကိုစန့်ကျင်တာမျိုးမလုပ်ဖို့ဝင်ရောက်ဖြောင်းဖြခဲ့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဝင်ကြွားနေတဲ့အချိန်မှာပဲဥက္ကဋ္ဌရဲ့တငယ်ချင်းစီကနေဖုန်းဝင်လာခဲ့တယ်။အကိုကျန်းဘာဖြစ်လို့လဲခုနကတင်မြို့နယ်ရဲစခန်းကကပတိန်ကျိုးဖုန်းဆက်လာတယ်။ဦးလေးရှန်ရဲ့အမှုကပိတ်လိုက်ပြီးတဲ့ဘာအမှုလဲဦးလေးရှန်ကလွန်ခဲ့တဲ့3ရက်ကတည်းကကုမ္ပဏီခေါင်မိုးပေါ်ကနေခုံချသွားခဲ့တာ။ဒီနေ့မနက်ပဲတကြိုလိုက်တာတဲ့အဲ့ဒီတော့မှပဲရောက်ခမဖြစ်သူကလွန်ခဲ့တဲ့3ရက်ကတည်းကကွယ်လွန်သွားခဲ့ပြီဆိုတာကိုဥက္ကဋ္ဌသိလိုက်ရတယ်။ဒီနေ့မနက်မှတကြိုလိုက်တာဖြစ်တယ်။ဒါပေမဲ့သတင်းဆိုးကိုကြားလိုက်ရရင်တော့ဥက္ကဋ္ဌကမယုံကြည်ချင်သေးဘူး။အမျိုးသမီးကသူ့ကိုအလျှော့ပေးလာအောင်တမင်တက်တက်ဟန်ဆောင်နေတယ်လို့ပဲခေါင်းမာမာနဲ့တွေးထင်နေခဲ့တယ်။ဒီအချိန်ထိရှင်ကကျမလိန်နေတယ်လို့ထင်နေတော့မဲလား။ဖုန်းတွေပိတ်ထားပြီးလင်စီရိုဆေးရုံတက်နေတဲ့အချိန်မှာတင်ကျမအဖေကသူများတွေရဲ့ဖိအားပေးမှုကြောင့်တိုက်ပေါ်ကနေခုံချသွားခဲ့ရပြီလို့သူမကပြောလိုက်တယ်